အားလုံးမင်္ဂလာပါအမရာ YouTube channel နဲ့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လုပ်ပြမယ်ဒီမှာလက်လေးကတော့how to set up ဒီမှာတော့ဒီ Apache ကိုvirtual ပေါ့နော် Apache virtual host on Linux မှာပါ Linux မှာကျွန်တော်တို့ဒီ Apache virtual host လေးလုပ်ပြမယ်အပိုင်းတော့ကျွန်တော်ဆက်ပြီးတော့သွားဒါကိုရဲ့ website ကို web service နဲ့တွဲပြီးတော့လုပ်ခဲ့ရှေ့တစ်ခါကကျွန်တော် website လေးစောက်ခဲ့တယ်ဒါကတော့ကိုယ့်ရဲ့ဒီ web hosting နဲ့ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ virtual hosting ကကျွန်တော်ဘာလေးနဲ့သွားမလဲလို့ပြောရင်ဒီမှာဒီ http ဆိုပြီးတော့ကျွန်တော်Amara ပေါ့ AMARA amara.edu ဆိုရဲဒီ name လေးနဲ့ပေါ့နော်ကျွန်တော်စောက်တဲ့အပိုင်းလေးကိုဆက်ပြီးတော့သွားပါမယ်ကျွန်တော်ဆက်ပြီးတော့သွားလိုက်ရအောင်ဟုတ်ပါနော်အဲ့ဒါကျွန်တော် sudo apt install ကျွန်တော်ဘာလို့လုပ်မလဲဆိုရင်lamp server အရင်ဆုံး install လုပ်ပါမယ်ကျွန်တော် sudo apt install lamp server လေး install လုပ်မယ်ပြီးရင် sudo ကျွန်တော် imp ပေါ့နော် imp add 192.168.10.167 by /23ဒီနေ့မှာကိုယ့်ရဲ့ imp ကဘယ်လောက်လဲကျွန်တော်ပြန်ကြည့်လို့ရရဲ့IPA နဲ့ကြည့်လိုက်မယ်ပေါ့နော် IPA နဲ့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာ192.168.10.167/23နဲ့ပါဒီမှာ167/23 DV ကျွန်မရဲ့ပေါ်တဲ့ကက်ကဒီမှာပေါ်ပါလဲဆို ETA 0ပေါ့အားကြောင့်မလို့ ETA 0ဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ်ပေါ့နော် IP address ပေါ့အဲဒါကျွန်တော်ဒီမှာ IP ATT ESS IP address ပေါ့အဲဒါ192.168ဒီကောင်လေးတော့မသိဘူးဆိုတော့ကျွန်တော်ဒါလေးကိုပြန်ပြောင်းလိုက်မယ် IP ATT ATTR add ပါနော်192.168ဆိုပြီးကျွန်တော်ဒီမှာ down လိုက်မယ်သူရဲ့ဒီ address IP လေးနဲ့ရှိပြီးသားလေးတွေသူပြောနေပါနော်ကျွန်တော်ဆက်သွားလိုက်မယ် sudo nano ဘယ်လိုသွားမလဲဆို etc ရဲ့အောက်မှာ host ဆိုတဲ့ file လေးကိုသွားပါမယ်sudo nano host ဆိုတဲ့ file လေးမှာ local host ရဲ့ဒီကားလေးရဲ့ IP လေးပဲရှိနေမယ်ပေါ့နော်အဲဆိုအဲ့မှာကျွန်တော်တခုရေးခဲ့လိုက်မယ်ဘာရေးခဲ့မလဲဆိုတော့192.168.10.167 ပေါ့အဲ့ကောင်ပုံမှာကဘယ်လိုပုံမှာလဲဆိုရင် amara.edu ပေါ့ amara.edu ဆိုတာဒါလေးနဲ့ပေးခဲ့မယ်ပြီးရင်ကျွန်မ control O enter control X ပေါ့ကျွန်တော်ထွက်ခဲ့လိုက်ပဲဒီကောင်လေးကိုစိတ်ခဲ့လိုက်ပဲပြီးတော့ကျွန်မဘယ်လိုဆက်သွားမလဲဆိုရင်cd var အောက်က www အောက်က html အောက်ထဲကိုကျွန်တော်သွားလိုက်မယ်အဲ့မှာကျွန်တော် file လေးစောင့်မယ်ပေါ့ဟုတ်ပါနော်အဲ့မှာ file စောင့်မဲ့ဟာလို့ကျွန်တော်ဘာလို့စောင့်မလဲလို့ပြောရင်amara ဆိုတဲ့ file လေးနဲ့ကျွန်တော်စောင့်လိုက်မယ်mkdi ကတယောက်မှာကျွန်မ amara ဆိုပြီးတော့ file လေးစောင့်လိုက်မယ်ပေါ့နော် sudo ထည့်ပေးရမယ် sudo mkdir amara ဆိုပြီးကျွန်မစောင့်လိုက်မယ် ls နဲ့ခေါ်ချင်ဒီအောက်မှာ amara ဆိုတာရှိတယ်ဒီအဲ့ထဲကိုကျွန်တော်ဝင်လိုက်မယ်ပေါ့ amara ထဲကို cd amara ထဲကိုကျွန်မဝင်လိုက်မယ် amara ထဲမှာဟိုလိုဆယ်ပဲကျွန်မ file စောက်ထားတာဘာမှမရှိသေးဘူးပေါ့အဲ့ထဲမှာကျွန်မစောက်လိုက်မယ် sudo nano ကဘာလို့စောက်လိုက်မလဲလို့ပြောရင်amara.html ဆိုပြီးတော့ amara file လေးနဲ့ကျွန်မစောက်လိုက်မယ်အဲ့မှာကျွန်မရေးလိုက်မယ်ပေါ့နော် html နဲ့ရေးလိုက်မယ် html ကျွန်မဘယ်လိုရေးလိုက်မလဲဆိုတော့ပြီးတော့ပေါ်ထီမှာကျွန်မပေါ်စေချင်တာလေးကwelcome to amara YouTube channel ပေါ့ပြီးရင်ကျွန်မဘာနဲ့ပိတ်လိုက်မလဲဆိုရင်တော့ HTML လေးနဲ့ကျွန်မပြန်ပြီးတော့ပိတ်လိုက်မယ်ပြီးရင် control O
control O enter control X နဲ့ကျွန်မစေပြီးပြန်ထွက်လိုက်မယ်ပေါ့ပြီးရင်ကျွန်မ CD EDC အောက်က Apache 2အောက်ကကျွန်မ site available ပေါ့ site available တွေကိုသွားလိုက်မယ်ပြီးရင်ကျွန်မ sudo ကျွန်မ cp copy ခုလိုက်မယ်ပေါ့နော် 00.default.config တွေကိုကျွန်မ amara.edu.config ဆိုပြီးတော့ကျွန်မ copy လေးကိုလိုက်မယ် ls နဲ့ခေါ်ချင်တာဒီ 00.default.config file amara.edu.config file အနေနဲ့ကျွန်မ copy လေးကိုလိုက်မယ်ပေါ့နော်ပြီးရင်တော့ကျွန်မဘယ်ထဲကိုပြန်ပြင်မလဲဆို sudo nano amara.edu.config file လေးကိုကျွန်မဝင်လိုက်မယ်ဝင်ပြီးပြီးရဲ့အခါမှာကျွန်မဘာကိုပြင်မလဲဆိုရင်server name မှာတော့ကျွန်မဘာကိုထည့်မလဲလို့ပြောရင်ကျွန်မဒီမှာ server name မှာကိုယ့်ရဲ့ name လေးသွားပြီးထည့်ရမယ်ပေါ့နော်ကျွန်မ server name ကိုသွားမယ်server admin ပေါ့နော်ဒီ web host တဲ့ local host ဆိုတာလေးရှိရပေါ့နော်ဒီကောင်လေးကိုကျွန်မ copy ကူးခဲ့လိုက်မယ်ပေါ့နော် copy ကူးခဲ့လိုက်မယ်ပြီးရင်ကျွန်မကenter စပုတ်ခောက်မယ်ပြီးရင် SP နဲ့ပေါ့နော်server admin ဒီမှာကျွန်တော်ဘာလို့ပြင်ခဲ့မလဲလို့နာခွာပြင်ခဲ့လိုက်မယ်ပါလေ amara.edu ဆိုပြီးတော့ကျွန်မပြင်ခဲ့လိုက်မယ်ဒါလေးကိုပြန်ပေးလိုက်မယ်နော်ဒီ document မှာတော့ file က www က html ပေါ့နော် html ရဲ့အောက်မှာကျွန်မဘာလို့စောက်ခဲ့လဲလို့ပြောရင် amara ဆိုပြီးတော့ကျွန်မ file လေးနဲ့ကျွန်မစောက်ခဲ့ပေါ့ဟုတ်ပြီနော်ပြီးရင်ကျွန်မဘာလို့လိုက်မလဲဒီကောင်စေ့မယ် control O enter control X ပေါ့စေ့ခဲ့လိုက်မယ်ပြီးရင်ကျွန်မ sudo amara.edu.config ကိုကျွန်မဒီစေ့ခဲ့လိုက်မယ်နော် okay စေ့ပြီးသွားပြီဆိုရင်ကျွန်မဘာလုပ်မလဲဆိုရင်ဒီကောင်လေးကို browser နဲ့ခေါ်ကြည့်မယ်ပေါ့ဟုတ်ပြီနော်ဘယ်လိုခေါ်မလဲဆိုရင် 192.168.10.167 Debian base နဲ့လုပ်တယ်အဲ့မှာကျွန်မဘာလုပ်မလဲဆိုရင် http amara.edu amara.edu ဆိုလေဒီ default website လေးကိုကျွန်တော်ဗာနဲ့ခေါ်လို့ရလဲဆိုရင် amara.edu ဆိုကျွန်မဗာလေကိုပေးထားရဲ့ name လေးနဲ့လည်းခေါ်လို့ရတာပဲเนาะ amara.edu ပြီးရင်ကျွန်မဗာလုပ်လိုက်မယ် test.html ပေါ့အဲ့မှာဆိုတော့ဗာ amara.edu test.html hello welcome to amara YouTube channel ဆိုပြီးတော့ကိုယ့်ရဲ့ဒီ web server name လေးနဲ့ကျွန်တော်ခေါ်ရတဲ့ပိုင်းလေးဆက်တဲ့ပိုင်းလေးပါ okay ပါကျွန်တော်တို့နောက်ထပ် tutorial မှာလည်းပြန်ပြီးတော့တွေ့ဆုံပါမယ်အားလုံးကြည့်ရှုပေးရတဲ့အတွက်လည်း thank you ပါ see you the next video